ဘေးနဲ့ကျုံလာတဲ့အခါကျတော့သင်္ဘောပေါ်မှာပါလာတဲ့ခရီးသည်တွေကဟိုပြေးဒီပြေးနဲ့စူညံပွက်နေတာအသေးဘေးသေးဝဆိုင်ပြီးကိုအဲ့ဒီလိုရောက်ရက်ခတ်နေတဲ့အချိန်မှာဘုန်းကြီးတို့ဘုရားလောင်းတော်သင်္ခပုံနာကညီတော်အာနန္ဒာအလောင်းဖြစ်တဲ့သူတပည့်ကိုပြောတယ်ငါတပည့်အခုချိန်ရောက်မှတော့ဘာမှသွေးပြက်မနေနဲ့တော့စားတရားရှိတာဝအောင်သာစားငါလည်းအဝစားမှာပဲပြီးလို့ရှိရင်မင်းတကူလုံးဟောဒီထောပစီတွေကိုလိမ့်ငါလည်းလိမ့်မှာပဲလိမ့်ပြီးလို့ရှိရင်ငါလှုပ်တယ်လို့မင်းလိုက်လို့ညီတော်အာနန္ဒာအလောင်းသူတပည့်ကိုသူမှာကြစားလို့ပြီးတဲ့အခါကျတော့ခန္ဓာကိုယ်မှာတခါတည်းထောပစီတွေလိမ့်ပြီးတော့ဆရာတပည့်နောက်လင်းရင်တိုင်ထိပ်ဖျားကိုတက်သွားပြီးတော့မောလိနီပြည်ရှိရအရဘက်ကိုမှန်းပြီးတော့သင်္ဘောနဲ့အဝေးဆုံးနေရာရောက်အောင်ကိုအဲ့ဒါခုံချလိုက်တာကျန်တဲ့လူတွေကတော့ပင်လယ်ထဲမှာပရိသတ်တွေဟိုပြေးဒီပြေးဟိုပြေးဒီပြေးနဲ့တခါသင်္ဘောကြီးတစ်ပြေးပြေးနဲ့မြုံပြီးတော့သွားလိုက်တာအဲ့ဒီလူတွေလည်းအကုန်သေးငါးစားငမန်းစားမိချောင်းစားတွေဖြစ်ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးနဲ့အဲ့ဒါအာနန္ဒာအလောင်းတို့ကလက်ပြေကူးပြီးတော့တခါတပြေးကြရောပြေးပြီးတော့အဲ့ဒီပင်လယ်ထဲမှာကူးနေလိုက်တာဟာဘယ်လောက်ကြာတော့ဆိုရင်9 ရက်ကြာတယ်တဲ့9 ရက်ပတ်လုံးအသက်မသေးပဲနဲ့အဲ့ဒီမှာပြောသွားရင်ကနေတဖြည်းဖြည်းနဲ့ဘဲနဲ့ဖြစ်လာတယ်မျောပဲကြံတော့တယ်တခါတည်းမျောပဲကြံတော့သေတော့မသေးဘူးတော့အဲ့ဒါတခါတည်းမျောနေတာရလောက်လေးတော့လှုပ်နဲ့ကူးနေသေးတာအဲ့တော့ဒီနေရာမှာကုသိုလ်ကောင်းမှုပြုလုပ်ထားတဲ့သူအကျင့်သီလပြည့်စုံတဲ့သူမိဘကိုပြုစုစောင့်ရှောက်လုပ်ကျွေးတဲ့သူများကိုပင်လေသမုဒ္ဒရာထဲမှာဘေးဒုက္ခတွေတွေ့ကြုံရင်ကယ်မစောင့်ရှောက်ဖို့လို့ဆိုပြီးတော့လောကပါဠနမင်းကြီး၄ပါးကဘသူကိုတာဝန်ပေးထားတော့ဆိုရင်ဘုန်းကြီးတို့ပရိသတ်ဒီနတ်သမီးကိုကြားပြီးသားပါမဏိမေခလာအဲ့ဒီမဏိမေခလာနတ်သမီးကိုလောကပါဠနမင်းကြီးတွေကတာဝန်ပေးထားတာမဏိမေခလာနတ်သမီးကလည်းပဲနတ်စည်းစိမ်တွေခံစားပြီးတော့သူနေလိုက်တာပင်လေတဲ့ကိုတခါတလေမှသူကကြည်တာသင်္ဘောကလည်းနေတိုင်းနစ်တာမှမဟုတ်တော့လည်းပဲသူကနေတိုင်းပဲကြည်မလဲပင်လေတဲ့ကြည်လိုက်ရောဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးရဲ့သင်္ခပုံနာရဲ့သီလဘုရားလောင်းတော်ကြီးရဲ့ဒါနကောင်းမှုတွေကိုမြင်လိုက်အောင်ကယ်မဆိုပြီးတော့အဲ့ဒါခါတဲ့အလွန်ကိုအရသာကောင်းမွန်တဲ့နတ်သုဒ္ဓါတွေကိုရွှေခွဲနဲ့ထဲပြီးတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးသင်္ခပုံနာရှိတဲ့အရာကိုရောက်လာအလွန်ကိုအရသာကောင်းမွန်တဲ့နတ်သုဒ္ဓါတွေကိုရွှေခွဲနဲ့ထဲပြီးတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးသင်္ခပုံနာရှိတဲ့အရာကိုရောက်လာပြီးတော့ตาရတဲ့အတန်နဲ့ကိုထင်ရှားပြပြီးတော့အသင်ပုံနာသင်ဟာပင်မကြီးစွာနဲ့အစာဟာရဖြတ်ပြီးတော့ကူးနေတာကြာပါပြီအဲ့တော့ဓာလေးကိုစားပါလို့ဆိုပြီးတော့ဘုရားလောင်းတော်သင်္ခပုံနာကြီးကိုနတ်သုဒ္ဓါတွေကျွေးတဲ့အခါကျတော့သင်္ခပုံနာကနတ်သမီးသင်ရဲ့အစားအစာကိုငါမစားလို့ဘူးတဲ့ငါဟာဥပုပ်ဆောက်တည်ထားတဲ့သူတဲ့မဏိမေခလာနတ်သမီးကအသင်ပုံနာသင်ရဲ့အကျိုးအတွက်ဒီသမုဒ္ဒရာကိုငါရောက်လာတာဖြစ်ပါတယ်ငါမှစားတရားတောက်စရာအိယာနေရဆင်မြင့်စားတဲ့စီးစိမ်ဥစ္စာတွေငါရှိမှပြည့်စုံအကုန်လုံးရှိပါတယ်အဲ့တော့သင်လိုချင်တာကိုသာပြောပါငါအလုံးလုပ်ပေးနိုင်ပါတယ်လို့ပြောတာတာမန်လောဘကြီးတဲ့လူဆိုလို့ရှိရင်ဘုန်းကြီးတို့ပြေးတိုင်ဟာစိတ်တွေပေးပါရွှေတွေပေးပါလက်တောင်းမှာပေါ့ဘုရားလောင်းတော်ကြီးကတော့လောဘတဏှာကိုခွာနိုင်သမျှခွာပြီးတော့လှူနိုင်သမျှလှူနေတဲ့လူဆိုတော့အလောင်းတော်ကြီးပါရမီစုနေတာဆိုတော့ဘာမှမတောင်းသေးပဲနဲ့နတ်သမီးကိုမေးတယ်မဏိမေခလာနတ်သမီးသင်ငါကိုလိုချင်တာတွေပေးမယ်ဆိုတာတော့ဟုတ်ပါပြီငါကိုဘာကြောင့်စည်းစိမ်ဥစ္စာတွေကိုလာပေးနေရတာလေဒါကတော့ပုံနာကြီးရဲ့သင်ရဲ့ကုသိုလ်ကောင်းမှုပါပဲဟာငါလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကအများကြီးပဲတနေ့ကို6 သိန်းကုန်ကြီးတူခဲ့တာပဲဘယ်ကုသိုလ်ကထက်မြဲရှိလို့လေဘယ်ကုသိုလ်ကများပိုပြီးထူးခြားလာလို့လဲဆိုတဲ့အခါကျတော့မှအဲ့ဒီမှာမဏိမေခလာနတ်သမီးကရှင်းပြတာပုံနာကြီးတဲ့အခုခီးထွက်လာတဲ့ခါတုန်းကပြစ္ဆေကဗုဒ္ဓတပါးကိုသင်စည်းထားတဲ့ဖဏတ်နဲ့ဆောင်းလာတဲ့ထီးကိုပေးလူခဲ့ဘူးတဲ့ကိုယ့်ရဲ့ခေါင်းမူချေပူတာကိုဂယုမဆိုင်ပဲနဲ့ပြစ္ဆေကဗုဒ္ဓရဲ့ချမ်းသာမှုကိုသာရှင်းရှုပြီးလှူဒန်းခဲ့တဲ့ဒါနအကျိုးဆက်ပါပဲဒါကြောင့်သင်လိုချင်တာရှိတာကိုသာတောင်းပါစီဝါဥစ္စာဆိုတာအသက်ရှင်နေရှားလို့ရပါတယ်တဲ့ဒါကြောင့်မို့လို့နတ်သမီးရဲ့တဲ့သင်္ကားကိုကဲမယ်ဆိုရင်လည်းပဲလေတစ်စင်းသာပေးပါတော့ကွယ်လို့တောင်းတော့သင်္ခပုံနာရဲ့စကားကိုမဏိမေခလာနတ်သမီးကအလွန်ကိုသဘောကျသွားတယ်ပရိသတ်ကြီးလောဘတဏှာတတ်မဲ့ခြင်းမရှိတဲ့သင်္ခပုံနာရဲ့စိတ်ဓာတ်ကိုလည်းပဲနတ်သမီးကအလွန်ကိုလေးစားသွားတယ်တဲ့
ဒါနဲ့ချက်ချင်းပဲယရနာ9ပါးနဲ့ပြုလုပ်ထားတဲ့လေသင်္ဘောတစ်စင်းကိုဖန်ဆင်းလိုက်ပါတယ်အဲ့ဒီလေသင်္ဘောဟာအလျာရှိဥဒ္ဒဗအနံလေးဥဒ္ဒဗအဇောက်ကတာ200ရှိတယ်တဲ့လေးရင်တိုင်းကဗရမ ्या နဲ့လှုပ်ထားတာကျိုးတွေကရွှေကျိုးငွေကျိုးရွက်ကငွေပြားတွေနဲ့ခတ်ပြီးတော့ပြုလုပ်ထားတာထိုးဝါတို့တက်မတို့ကတော့ရွှေတွေနဲ့တခါတည်းပြုလုပ်ပေးလိုက်တယ်တဲ့ဘုရားလောင်းတော်နဲ့ညီတော်အနန္ဒာအလောင်း2ယောက်ဆရာတပည့်2ယောက်လုံးကိုယရနာလှေပေါ်မှာတင်ပြီးတော့ဘုန်းကြီးတို့ပြည့်တိုင်းနေချင်းပဲမောလိနီပြည်ကိုမဏိမေခလာနတ်သမီးကအဲ့ဒါတကိုးနဲ့တခါတည်းရောက်အောင်ပို့တာမောလိနီပြည်ရောက်တဲ့ခါကျတော့မဏိမေခလာနတ်သမီးကသင်္ခပုံနာရဲ့အိမ်လုံးပြေးရွှေငွေဥစ္စာယရနာတွေဖန်ဆင်းပေးခဲ့ပြီးတော့သမုဒ္ဒရာကိုပြန်လာခဲ့အဲ့တော့အလောင်းတော်သင်္ခပုံနာလည်းပဲဟာအဲ့ဒီမှာအိမ်မော်လဲဝင်လဲကွာဟာဖေကြီးပြန်လာပြီပုံလေးမကြီးကလည်းဟာသင်္ခပုံနာကြီးပြန်လာပြီနဲ့ဆင်းကြိုတယ်အိမ်မော်လဲတက်လဲကွာတိမ်လုံးတခါတည်းစိန်ရွှေငွေကြောက်တာဗရမ ्या တွေအကုန်လုံးပြီးမိသားစုတွေအကုန်လုံးအံ့ဩကြတာဘယ်လိုဖြစ်တယ်လဲပြောပါဦးပင်လေထဲမှာဒီလိုဖြစ်တယ်ပေါ့အဲ့ဒါကြီးကဘယ်ကရတယ်အဲ့ဒါနတ်သမီးလုတ်ပေးသွားတာထင်တယ်တော်နတ်သမီးကိုဘာသွားပြလို့လဲဘာမှမပြောငါတို့ပင်လေတဲ့သင်္ဘောပြက်လို့သူကသူကဲတာတခုတော့ရှိတယ်နတ်သမီးကငါပြောသွားတယ်ကာဏမာဒနာတောင်းကပြည့်စေကဗုဒ္ဓတပတ်ကြွလာတာနေပူသဲပူမှာအဲ့ဒါငါဖဏကလေးချွတ်လို့ခဲ့တာထီကလေးလူခဲ့တာအဲ့ဒီကုသိုလ်ပဲလို့ပြောတယ်ဒီမှာကတော့တကယ်တခါတည်းသီလသမာဓိပညာပြည့်စုံတော်မူတဲ့ပြည့်စေကဗုဒ္ဓဆိုတော့လှူတဲ့ဝတ္ထုပစ္စည်းတန်ဖိုးနည်းပေမဲ့လို့အလူကံပုဂ္ဂိုလ်ကတန်ဖိုးကြီးနေတဲ့အခါကျတော့အကျိုးတရားကအလုံးကိုကြီးမားတာဒါကြောင့်ဘုန်းကြီးတို့တရားစခန်းတွေမှာတရားလို့အထုတ်တော်မူကြတဲ့ယဟန်တမေယောဂီသူတော်စင်တို့ကိုကျွေးရမွေးရလှူရတန်းရတာဆောင်းတဲ့ကဆောင်းမတွေအာယုံပြန်ပြုအမတန်ကုသိုလ်ထူးပါတယ်။ဘာဖြစ်လို့တုံးဆိုတော့သီလသမာဓိပညာသိက္ခာ၃ပါးကတို့ကနေတိုင်းအချိန်ပြည့်တရားမှနေတဲ့ပုဂ္ဂိုလ်မှတဏ္ဍာမှဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကိုလှူလိုက်ရတဲ့ကုသိုလ်ကနည်းနည်းလေးပဲဖြစ်ဖြစ်စီမြောက်များစွာသောအကျိုးကျေးဇူးတရားတွေကိုရရှိတယ်။ဒါကြောင့်ဘုန်းကြီးတို့တရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်များဘုရားလောင်းတော်ကြီးအဲ့ဒါသင်္ခဇတ်တော်ကိုပြန်ပြီးတော့ဒါလေးပြောပြတာဒါလေးနာပြီးတဲ့အခါကျတော့ကိုယ်စိတ်ထဲဘယ်လိုအာယုံပြုရမလဲ။အော်ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေကိုတမာဒေဝနှကောင်းနှမြတ်တရားပြစ်မထားဘူးစောက်ရှောက်တယ်ကုသိုလ်တရားဆိုတာမမေ့ရဘူးဒါပြောချင်နေတာအဲ့ဒါကုသိုလ်တွေ့ဖက်ကောင်းကျိုးဆက်ကုသိုလ်ကိုတွေ့ဖက်ထားရင်ကောင်းကျိုးတွေကအဆက်နောက်ကနေသူ့ဟာသူအရေးပါမှာလိုက်လာပါလိမ့်မယ်ဆိုတဲ့အကြောင်းကိုအဲ့ဒါဘုရားလောင်းတော်ကြီးကငါအဲ့ဒီတုန်းကအဲ့ဒီကုသိုလ်လုပ်ခဲ့ဘူးတယ်ငါစီလာတဲ့ဖဏနဲ့ထီးကလေးအဲ့ဒါပြည့်စေကဗုဒ္ဓကိုလှူဘူးတဲ့ခြေသားတို့ဘ